တလာပိုင်း28ရက်တူတူပြောရလို့ရှင်တော့ Aquarius လို့ခေါ်တဲ့မြန်မာလို့ဆိုကုံရာသီကွာဟို့လို့လှိုင်းတွန်လေးနဲ့ရေးတယ်ရေအိုးကိုသွန်းနေတဲ့ပုံစံလေးနဲ့ကုံရာသီဆိုတဲ့နာမည်တိုင်းပဲဘာရှိအကုန်အောင်လို့ပြစ်ကမ်းပြစ်တုံးပြစ်ဖြုံးပြစ်တဲ့ရာသီမပြောပါဘူးလို့ဒီလောက်ပြောနေတယ်ကိုဘသာလေးလာပါလို့ဒီလောက်ပြောနေတယ်အောက်မှာမှတ်ထားတဲ့မှတ်နေဆိုတာအသက်ကုန်မဲ့အဲ့တော့တမင်များတရားကိုရွေးနေတာလားဒါမှမဟုတ်တရားရဲ့20ရက် program ထဲမှာတရားရဲ့ client တွေကိုအမြဲပြောနေကြစကားလို့ပဲစင်ကြီးတကောင်မတွေးနဲ့အုံနောက်ထဲမှာဘာပေါ်လာလဲစင်ကြီးတကောင်ပေါ်လာပြီဗောအုံနောက်ကလေမဘူးဆိုတာကိုအလုံးမလုံးဘူးမတွေးနဲ့ဆိုတဲ့ဟာကိုတွေးတာ lot of attraction အရာကြားတဲ့ကောင်တွေးဘာပေါ်လာလဲကြားတဲ့ကောင်ပေါ်လာပြီဟုတ်ဒါပဲကြားတစ်ကောင်တွေးစေချင်တာမှမသိရုံတစ်ကောင်တွေးစေချင်တာမှမသိစင်ကြီးမတွေးနဲ့လို့ပြောလိုက်ရင်စင်ကြီးပဲပေါ်လာတာအဲ့တော့မလုံနဲ့ဆိုတာပဲလောက်ကြတာအဲ့သဘောတရားနဲ့တူပါတယ် marketing မှာလည်းဒါတွေကိုပဲအသုံးချပြီးပွဲရှာနေကြတာနော်လူတွေကတားမြစ်ထားတဲ့အရာကိုပို့လုံချင်ကြတယ်အဲ့တော့ဒီနေ့ပဲအခုပဲတရားဒါ American ကနေပြီးတော့မှဒီ Vietnam မှာwork visa နဲ့လာနေတဲ့တငယ်ချင်းတယောက်ပေါ့မိတ်ဆွေတယောက်နဲ့သွားပြီးမှmeeting လုပ်ပြီးတော့ပြန်လာတော့ဟိုလိုကြီးကျယ်ဆွေးနွေးတဲ့ meeting မဟုတ်ဘူး just coffee date ဆိုတော့သူနဲ့ဒီဟာစကားတွေအများကြီးပြောဖြစ်တယ်ဒီနေ့ခေတ်မှာလို့သူကလည်း IT နယ်ပယ်ကလာတာငါတို့ digital normal ဖြစ်နေငါတို့ Asian တွေကအရန်ရက်တီလာကြတယ်နင်တို့တွေကတော့အရန်လွယ်တယ်လေ American based ဆိုတော့ရောက်ရအရက်မှာအင်္ဂလိပ်စာသင်ပေးလိုက်လို့ရှိရင်အလုပ်ကိုင်တစ်ခုအနေနဲ့ရက်တီလို့ရပြီဆိုတော့ငါတို့ကြားမှာ gap ကအရန်ဖြစ်တယ်အဲ့တော့ငါတို့တွေကဒီနေ့ခေတ်မှာဘာနဲ့ရက်တည်မယ်ဆိုရင် comment တော့ချလိုက်လို့ရှိရင်ဘာနဲ့ရက်တည်ရင်အခိုင်အမာဆုံးဖြစ်မလဲဆိုတော့ brainstorming လုပ်ကြတာ။ तू ကလည်း chess ဝါသနာပါတယ်ကိုကလည်း chess ဝါသနာပါတယ်ဆိုတော့အမှန်တော့ chess ထိလုံးမလို့မ chess ခင်မှာနှစ်ယောက် brainstorming လုပ်ကြတာအလုပ်ကန်ကြောင်းကြီးပြောကြရင်းနဲ့ तू သွားစဉ်းစားမိတာက digital marketing ကျမသွားစဉ်းစားမိတာက AI ကိုဘယ်လိုကောင်းကောင်းခိုင်းရမလဲ။အဲ့တော့ဒီနေ့ခေတ်မှာလေကိုမွေးခုနှစ်လိုက်ရက်လေ AI နဲ့ကိုရိုက်ထည့်လိုက်ပြီးတော့မေးလိုက်ရင်ဘာရသည်ဘွားလဲလွယ်လွယ်လေးထွက်လာတဲ့ခေတ်မှာဘာဖြစ်လို့များမမေးနဲ့ဆိုတော့ကျမရဲ့အောက်မှာလာပြီးမေးကြတာလေဒီနေ့ခေတ်မှာအသက်ရှင်ကြံ့ရစ်ချင်တယ်ဆိုလို့ရှိရင်ညံရည်အစ်စ်ကျမတို့တွေကတီထွေထားတဲ့ညံရည်အတူကောင်းကောင်းခိုင်းရမယ်အေးပြောအောင်မယ်အဲ့ဒီညံရည်အတူက for sure အရင်လုပ်တယ်နော်အဲ့တော့အဲ့ for sure လုပ်တဲ့ညံရည်အတူကိုလည်းကိုကပြန်ပြီးဟောက်စားဖြဲစားလုပ်နိုင်တဲ့အနေအထားဖြစ်မှညံရည်စစ်အဖြစ်နဲ့ရက်တီAI ကပြောသမျှကိုအပိဓာကြီးထဲမှာပြဋ္ဌာန်းထားသလိုယုံပြီးတော့ like နေလို့ရှိရင်လေကျမတို့တွေကညံရည်အတုလောက်တောင်သုံးစားမရတဲ့အုံနောက်တွေဖြစ်သွားလိမ့်မယ်ကျမတို့တွေတာမန်တဲကနေပြီးတော့ဖောက်ထွက်ပြီးတော့ရုံးကန်လှုပ်ရှားခြင်းနေဆိုရင်လူတိုင်းကဘဝ24နာရီတယောက်ကိုရတာချင်းအတူတူဘဲမှာရှင်လာတဲ့အတူတူရုံးကန်လှုပ်ရှားခြင်းကြတယ်အဲ့တော့တငယ်ချင်းနဲ့တောင်ပြောပြတယ်။ तू ကလည်း American နေလို့မကောင်းလို့ငါ Vietnam ပြောင်းလာတာဗော။ကျမလည်းမြန်မာနေလို့မကောင်းလို့ငါ Vietnam ပြောင်းလာတယ်။အေးငါတို့တွေကအသက်ရှင်လာခဲ့ပြီးပြီဆိုရင်တော့ငါတို့ရဲ့ destination ရောက်အောင်ရုန်းကန်လှုပ်ရှားနေရမှာပဲ။ဘယ် way နဲ့ပဲဖြစ်ဖြစ် right way ဖြစ်ဖို့ပဲလိုတယ်။တရားမျှတသော way ဖြစ်ဖို့ပဲလိုတယ်။ like အဲ့လိုပဲနော်။အေးစေးလေးနေပြီးတော့သူများပြောလို့များယုံပြီးအုံနောက်ထဲသွင်းနေမလား။အပေါ်ကြီးကနေပြီးတော့ကိုဟာကိုလေ့လာပြီးတော့ဟုတ်ချင့်ချိန်ပြီးသွားမလားဆိုတာဒီyour option ပဲနော်အဲ့တော့ဒီနေ့ခေတ်မှာ AI ကိုကောင်းကောင်းခိုင်းတတ်ရင်သမင်းလုံးဝမငတ်ပါဘူးရောက်ရအရက်မှာရက်တီလို့ရတယ်အဲ့ချက်မှပို့ပြီးတော့တတိရှိနဲ့ကိုပြစ်တိုင်းထောင်လို့ရက်တီနိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ရက်တီနိုင်ခြင်းနဲ့လို့ပြစ်တိုင်းထောင်လို့မှန်ခဲ့အောက်မှာမှန်ခဲ့ဘယ်သူတွေအဲ့လိုရက်တီခြင်းနဲ့လူဘယ်လောက်များများရှိလဲလို့သိချင်လို့